လူချင်းလို့ရတာလားရတဲ့ရှိအောင်လှုပ်ထားလို့ရတာလားရတဲ့ရှိအောင်လှုပ်ထားလို့ရနော်အဲ့တော့ရတဲ့ရှိအောင်ကိုကလှုပ်ထားတယ်ဆိုလို့ရှိရင်ရမှာပဲလေရခြင်းတည်ဖြစ်စေမရခြင်းတည်ဖြစ်စေဟုတ်လားဟောငရုတ်သီးကိုစားလိုက်တယ်ဆိုရင်ဆက်ခြင်းတည်ဖြစ်စေမဆက်ခြင်းတည်ဖြစ်စေစက်မှာပဲငရုတ်သီးကသူဆက်ခြင်းတည်တယ်လားမဆက်ခြင်းတယ်လားအာမသူမှစဉ်းစားတဲ့သဘောရှိတာမဟုတ်ခါလေးမတော်လို့စားမိဆိုတော့လိုက်ကဆိုမသိဆက်ဖြတ်ဆက်ပလိုက်တာနော်ဟုတ်လားအဲ့လိုပဲကုသိုလ်ကောင်းမှုကကောင်းကျိုးချမ်းသာကိုပေးတဲ့နေရာမှာကိုကကောင်းကျိုးချမ်းသာကိုရကျင်တဲ့လောဘကြောင့်ကုသိုလ်ကပေးတာမဟုတ်သူ့ရဲ့ပင်ကိုယ်သဘောကိုကပေးတာအဲ့တော့ကိုကဈာလေးကရကျင်နေတဲ့စိတ်ကြီးကဘာဖြစ်နေလို့အပူဖြစ်နေတဲ့အပူမှသူကအနှောက်အယှက်သဘောအနေနဲ့ပိုးနေတာအညစ်အကြေးသဘောအနေနဲ့ပိုးနေတာဟုတ်လားဒါကြောင့်ကောင်းမှုရဲ့အကျိုးဆက်ကိုရကျင်တဲ့စိတ်မထားရဘူးဆိုတာမထားရင်ရပါမလားလို့မစိုးရင်လည်းမထားမှပိုးရဟုတ်လားအဲ့ဒီမထားတာကိုကစားကောင်းမှုတစ်မျိုးထက်ဖြစ်နေတယ်လို့ဦးဇင်းကတော့အဲ့လိုမြင်တယ်ရကျင်မှုဆိုတာကစားမုံမြတ်တဲ့စိတ်ဖြစ်သွားပြီလေဟုတ်လားနောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုပဲတောင်းတတယ်ဘောတန်တရားဒုက္ခပဲဒီဟာတွေကဘာဘူးမှမရကျင်ဘူးဆိုရင် तू ကအဲ့ဒါအိတ်စိတ်ကအလွန်အဆင့်မြင့်တဲ့စိတ်ဖြစ်သွားအဲ့ဒီဘာဘူးမှမရကျင်လေးရလေးပဲမရကျင်လေးရလေးဆိုတဲ့စကားကလည်းပဲအလွန်ပြောကျင်တယ်ဘုံဘုံကဟုတ်လားဘာဘူးလို့ပြောကျင်တော့ဆိုတော့အခုလောကမှာကြည့်လူကျင်တာတွေသိမ့်များနေလောဘတွေသိမ့်ကြည့်နေဆိုမပေးကျင်ဘူးဗျာလောဘရတာကိုတားတဲ့သဘောရှိတယ်